ချန်ပီယံလိဆက်ကြောက်တင်စင်နိုင်အာဆင်နယ်ပွဲချောင်းဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုရပါတယ်။ချန်ပီယံလိဆက်ကြောက်တင်စင်ပွဲစဉ်တွေကိုမဲနာရွေးချယ်ခဲ့ရာအခုရသည့်ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့အာဆင်နယ်အသင်းပွဲချောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။အခုရသည့်ချန်ပီယံလိဆက်ကြောက်တင်စင်ကိုပရီးမီးယားလိကလပ်အသင်း6သင်းထိတက်ရောက်လာနိုင်ခဲ့ပေမဲ့ဆက်ကြောက်တင်စင်မှာပရီးမီးယားလိအသင်းအချင်းချင်းထိပ်တိုက်ဆုံတွေ့မှုကိုရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ချက်စီတင်းကလက်ရှိချန်ပီယံ PSG တင်းနဲ့ကစားမှာဖြစ်တယ်လို့လီဗာပူးတင်းကလည်းတူကီရဲကလပ်ဂါလာတာဆိုင်တင်းနဲ့ကစားရဖို့ရှိနေပြီးဒီပွဲစဉ်နှစ်ပွဲကအနိုင်ရတဲ့တင်းတွေကကွာတာဖိုင်နယ်မှာဆုံတွေ့မှာဖြစ်ပါတယ်။မန်စီးတီးကတော့အခုနောက်ပိုင်းချန်ပီယံလိမှာနှစ်တိုင်းလိုဆုံတွေ့နေရတဲ့ရီယယ်မက်ဒရစ်နဲ့ဆုံတွေ့နေပြီးဒီပွဲမှာအနိုင်ရတဲ့တင်းကအတလန်နာနဲ့ဘိုင်ယန်မြူးနစ်တို့ပွဲကအနိုင်ရတဲ့အသင်းနဲ့ကွာတာဖိုင်နယ်ပွဲကစားမှာဖြစ်ပါတယ်။နျူကာဆယ်အသင်းကတော့လာလီဂါအမှတ်ပေးစရာထိပ်ကဘာစီလိုနာနဲ့ဆုံတွေ့နေပြီးစပါးသင်းကအက်တလက်တီကိုမက်ဒရစ်နဲ့ဆုံတွေ့နေပါတယ်။ဒီပွဲစဉ်တွေကအနိုင်ရတဲ့နှစ်သင်းကကွာတာဖိုင်နယ်မှာဆုံမှာဖြစ်လို့ဘယ်အသင်းတွေတက်လာမလဲဆိုတာစိတ်ဝင်စားစရာပါ။အခုရသည့်ချန်ပီယံလိရဲ့ဂျိုင်းယန်ခေလာအသင်းဖြစ်တဲ့ဘိုဒိုအသင်းကစပိုရင်းသင်းနဲ့ဆုံနေလို့ကွာတာတက်ခွင့်မျှော်လင့်ချက်ရှိနေပေမဲ့တစ်ဖက်မှာလီဗာပူးနဲ့အာဆင်နယ်ပွဲကအနိုင်ရတဲ့သင်းနဲ့ကစားမှာဖြစ်လို့ကွာတာကသူတို့အတွက်အမြင့်ဆုံးမျှော်လင့်ချက်ဖြစ်လာနိုင်ပါတယ်။အာဆင်နယ်အတွက်ကတော့ကွာတာမှာလည်းပွဲစဉ်ချောင်းလို့ဆီမီဖိုင်နယ်မှာသာအသင်းတစ်သင်းနဲ့ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။ OPT ရဲ့ခံမှန်းချက်အရလည်းနီးပြအာဒီတာရဲ့အာဆင်နယ်အသင်းကချန်ပီယံလိကိုရဖို့29.4% နဲ့ထိပ်ဆုံးကရေပန်းစားနေပါတယ်။ဆက်ကြောက်တင်စင်ပထမကြော့ကိုလာမယ့်မတ်လ10ရက်နဲ့17ရက်ဒုတိယကြော့ကိုမတ်လ19နဲ့18ရက်တွေမှာကစားကြမှာဖြစ်ပါတယ်။